Hello, teeny vlog နေရတော့ဆိုရင်အမြင်နဲ့ရိုက်ချင်နေခဲ့တယ် What's in my bag vlog လေးပဲဖြစ်ပါတယ်။ကဲဆိုရင်အိတ်ကိုမှွေးနှောက်ကြည့်လိုက်ရအောင်။ပထမအောင်ဆုံးထွက်လာတာတော့ Galaxy Tab လေးပဲဖြစ်ပါတယ်။ဆိုတော့ကိုရီးယားမှာကျောင်းတက်တဲ့အခါ tablet ကတော့မရှိမဖြစ်လို့ရပါတယ်နော်။ပြီးတော့ဒုတိယတစ်ခုအနေနဲ့ထွက်လာတာကတော့ makeup pouch လေးပဲဖြစ်ပါတယ်။ဒါလေးဝယ်ထားမှမကြသေးဘူး။အရင်ကြိုက်ပါတယ်။ makeup pouch ထဲမှာဆိုရင်တော့ပစ္စည်းအစုံတော့မပါဘူး။တူလီမုံစားတော်တော်များများတော့ရှိပါတယ်။ဒါတော့မျက်တောင်ကောက်တဲ့စလီပြီးတော့ hair clip စမင်းလေးရှိလိုက်ဆိုတော့ hair clip ကလည်းမရှိမဖြစ်လို့ဒီ lip balm ကတော့ဆိုရင်နှခမ်းခဏနာ6လို့ပေါ့နော် lip balm ညံဆိုပြရတယ်ပြီးရင်ဒါမှန်တဲ့ဖီးလေးနဲ့တွဲရဲကလေးနောက်တစ်ခုကဒါမမေးရှီကနေယူလာခဲ့တာမျက်တောင်ဆွဲတဲ့ဟာမျက်တောင်တော့မဆွဲဘူး brush လေးပဲသုံးပြတဲ့ eyelid serum လေးလည်းဆိုရင်အခုကျွန်တော်သုံးနေပါတော့3-4လလောက်တော့ရှိပြီမျက်တောင်တိတ်တော့ရှည်လာတော့မသိဘူးlip gloss လေးကလည်းမရှိမဖြစ်ပေါ့နော်ပြီးရင်ဒါလေးကကြတော့ဆိုရင်အကြိုက်ဆုံး lipstick လေး 3C lipstick လေးပါအရောင်လေးနဲ့တင်လာတယ်ဒီပစ္စည်းတွေကကြောင့်ဆိုရင်အခုတလုံးမှသုံးနေတာ4-5ရက်ပဲရှိသေးရပေါ့နော်သူများ recommend ပေးလို့သုံးနေတာစပင်ထိတ်ကွက်လာတယ်စပင်ကတအားကျွတ်တယ်ဆိုတော့လေဒါလေးအခုသုံးနေပါတယ်ကောင်းမကောင်းပြီးရင်တော့နောက်ကျရင် review လုပ်ပေးပါမယ်ဒါတော့ဒါဝယ်ထားတိတ်မချသေးဘူး vanilla gray blush လေးပေါ့နော်အရောင်လေးတအားလှတယ်ဈေးကြီးရဆိုပေမဲ့ဝယ်ရတာတန်တယ်လို့ခံစားရတယ်ဒါလေးကို recommend လုပ်ပါတယ်ကဲ pouch လေးကတော့အကုန်ပြီးသွားပြီဒါကတော့ perfume mist နေပါတရားက the facial ကထုတ်တဲ့ဟာဆိုကြိုက်လို့ရတော့မဟုတ်ဘူးဝန်ရဲ့တက်ပုံလို့ချင်လို့ဝယ်ခဲ့တာပေါ့နော်ပြီးတော့ hand cream လေးဒီ hand cream ကကြတော့ဆိုရင်အမြဲတမ်းသုံးနေချာ hand cream လေးဖြစ်တယ်သူကအနက်လေးက orange နံလေးပေါ့နော်ဆိုတော့အလုံးလုံးအားဆိုတော့လက်ကိုအမြဲတမ်း hand cream လေးပေးဖို့လိုပါတယ်ပြီးရင်ဒါလေးကကြတော့vanilla ကွာထုတ်တဲ့ collagen mist လေးပဲပေါ့နော်ဒါလေးကအနက်လေးမှုံမွေးလေးနဲ့ makeup မလင်းခင်နဲ့ makeup လင်းပြီးမှဖြန်းပေးရဆိုလို့ရှိရင်အသားရည်အတွက်ပိုပြီးဆူဆူအီးလေးနဲ့ပိုကောင်းတယ်လို့ပြောပါတယ်ဒါတော့ vanilla ကွာထုတ်တာပဲvanilla ကိုတော်များနေပေါင်းတာလေးပါနော်ပြီးရင်တော့ဆိုင်ရမရှိမဖြစ် airpod လေးပါ airpod မပါပဲအပြင်သွားလို့ရှိရင်နားမကြားတဲ့သူလိုမျိုးခံစားရတယ်ပေါ့နော်ပြီးရင်တော့ဒါ cat wallet လေးပေါ့နော်ဒီထဲမှာတော့ဆိုင်ရင် ID card ရင်ပတ်စံကတ်2ကတ်ရပါပါတယ် ID card ကပေါ်တာကိုရုပ်ဆိုးလို့လည်းမပြတော့ဘူးပြီးရင်တော့ဒီက notebook လေးပါဆိုရင်အမြင်နဲ့အကျန်းချရေးတာပေါ့နော်စောက်တော့လုံးကတော့ချမန်းစာတွေပဲချရေးထားတာပါစာရလားဆိုတော့မရပါဘူးပြီးရင်ဒါလေးကကြတော့ဆိုရင်တက္ကသိုလ်မှာတင်ရတဲ့ Japanese textbook လေးပါမနေ့ပြန်ဆိုလို့ရှိရင်ဆောင်းမဖြေရတော့မှာပါစာရီကိုတော့စာတင်တဲ့ချိန်ကျွတ်ကျွတ်ဆဆအကုန်လိုက်မှတ်ထားရလားမရဘူးပြီးရင်တော့ mask ကတော့မရှိမဖြစ်ပေါ့နော်ဆောင်းနေရောက်လာပြီဆိုတော့အေးမိမှာဆိုလို့ညံဆောင်းထားတယ်နောက်တစ်ခါကျတော့ဒါမနေ့တနေ့မှတငယ်ချင်းရှီကငှားထားတဲ့ဖော်ပင်ပေါ့နော်ဆောင်းမွေးဖြေသွားတဲ့ဟာကိုဖော်ပင်ပါမလားလို့ငှားထားတာပြန်ပေးရမယ့်ဟာလေးပြီးရင်တော့ကြက်ဥပြုတ်ပါဆိုဝိချနေရဖြစ်တဲ့အတွက်ကြက်ဥပြုတ်ကိုအိတ်ထဲမှာအမြင်ဆောင်ထားရပေါ့နော်ဖိုက်စားလို့ရှိရင်ကြက်ဥပြုတ်ကိုထုတ်စားလို့ရအောင်ပါတခြားအိတ်စားလို့ရှိရင်ဝိတက်မှာဆိုလို့ကြက်ဥပြုတ်လေးပဲအိမ်ကနေအစင်းတင်ပြုတ်လာပါတယ်ဝယ်စားရင်လည်းဈေးကြီးရလေအကလေးလည်းအကောင်ပြောင်းတင်ခါတော့ပါပြီထပ်ထုတ်ပြစရာလည်းမရှိတော့ဘူးဒါကတော့ဆိုရင် What's in my bag လေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား